အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ Binance application ထဲမှာရှိတဲ့ Bitcoin ကိုအလွယ်ကူဆိုးဝယ်နည်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူချင်းမလို့ပြပြပေးသွားမှာဖြစ်ပါတယ် Binance application ထဲရောက်လို့ရှိရင်အောက်ခြေနားမှာရှိတဲ့ hold ရှိတဲ့ market ရှိတဲ့ trade ရှိတဲ့ asset ရှိပါတယ်ခင်ဗျကျွန်တော်တို့က market သွားမှာဖြစ်ပါတယ်ကျွန်တော် Bitcoin ကိုအတူကောက် BTC လို့ခေါ်ပါတယ်ခင်ဗျ BTC ဒါ Bitcoin ဖြစ်ပါတယ်ကျွန်တော် Bitcoin ဝယ်မယ်ဆိုရင်အောက်မှာ buy ရှိတဲ့ sell ရှိတယ်ခင်ဗျကျွန်တော်တို့ buy သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ spot hour ကျွန်တော် market သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဝယ်ချင်တဲ့ငွေအမောက်ကိုကျွန်တော်တို့ buy BTC နဲ့လိုက်မယ်ဆိုရင်ကျွန်တော်တို့ဝယ်ချင်တဲ့ငွေအမောက်ရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်1000ဝယ်မယ်ဆို1000လို့ရေးပေးရမှာဖြစ်ပါတယ် buy BTC နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ deposit JPY နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဘဏ်ကနေပြီးတော့ပတ်စံလွှဲပေးရမှာဖြစ်ပါတယ် GMO ဘဏ်အနေနဲ့လွှဲပေးလို့ရသလိုကျွန်တော် SBI အနေနဲ့လွှဲပေးလို့ရပါတယ်ကျွန်တော်တို့ဒီမှာ GMO ဘဏ်အနေလွှဲနေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ပြီး continue နဲ့ရမှာဖြစ်ပါတယ် continue စိတ်ဝင်နဲ့ရမှာဖြစ်ပါတယ်ငွေလွှဲလို့ရှိရင်ငွေလွှဲသူရဲ့နာမည်ကိုကျွန်တော်တို့မှန်အောင်ရေးပေးရမှာဖြစ်ပါတယ်ဒါမှကျွန်တော်အကောင့်ထဲကိုငွေလဲလိုက်လို့ရှိရင်ပတ်စံဝင်မှာဖြစ်ပါတယ်ကျွန်တော်အကောင့်ထဲကိုပတ်စံရောက်မရောက်သိချင်လို့ရှိရင်အောက်ခြေနားမှာရှိရဲကျွန်တော် asset ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးနဲ့သွားမှာဖြစ်ပါတယ်ဒီနေရာမှာ JPY ဆိုတာရှိရခင်ဗျဒါကတော့ကျွန်တော်ခုနငွေလွှဲပြီးထည့်လိုက်တဲ့ပတ်စံဖြစ်ပါတယ်ဒီပတ်စံကကျွန်တော် Bitcoin မွေရောက်သေးဘူးဖြစ်ပါတယ် Bitcoin ဝယ်ဖို့အတွက်ကိုကျွန်တော်အကောင့်ထဲကိုပတ်စံအစစ်သေးထည့်ထားတာဖြစ်ပါတယ် Bitcoin ဝယ်မယ်ဆိုရင်အောက်ခြေနားမှာရှိရဲ market သွားမှာဖြစ်ပါတယ်ကျွန်တော်လိုချင်တဲ့ Bitcoin ဝယ်မယ်ဆိုရင်တိုကောက် BTC နဲ့သွားမှာဖြစ်ပါတယ်ကျွန်တော် buy နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်ဝယ်မှာ spot market hour ကျွန်တော်တို့လိုချင်တဲ့ငွေအမောက်ကျွန်တော်ဒီနေရာမှာအကုန်ထည့်လိုက်မယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော် buy BTC နဲ့ရမှာဖြစ်ပါတယ်preview နဲ့ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော် Bitcoin ဝယ်လို့ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်ဒီအောက်ချင်နားမှာစီ asset ဆိုတာလေးကျွန်တော်တစ်ချက်ပြန်သွားကြည့်လိုက်မယ်ဒါကျွန်တော်ဝယ်ထားတဲ့ Bitcoin လေးဖြစ်ပါတယ် Bitcoin ရောင်းနေပြပြပေးသွားမှာဖြစ်ပါတယ် Bitcoin ပြန်ရောင်းမယ်ဆိုရင်ကျွန်တော်အောက်ချင်နားမှာစီ market ဆိုတာရှိရခင်ဗျကျွန်တော်ဒီဟာလေးနဲ့သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ BTC နဲ့ဝယ်ရမှာဖြစ်ပါတယ်အောက်ချင်နားမှာစီ sell ဆိုတာနဲ့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ Bitcoin နဲ့လည်းရွေးလို့ရသလိုကျွန်တော်တို့ Yen နဲ့လည်းရွေးလို့ရပါတယ်ခင်ဗျကျွန်တော်တို့ကအလွယ်ကူဆုံးဖြစ်အောင်ကျွန်တော် Yen ကိုပြောင်းထားမှာဖြစ်ပါတယ်ရောင်းချင်တဲ့ငွေအမောက်ရွှေ့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်1100ရောင်းပြောင်းမှာဖြစ်ပါတယ် sell နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်ရောင်းလို့ပြီးသွားလို့ရှိရင်ကျွန်တော်အောက်ချင်နားမှာစီ asset ကိုသွားကြည့်ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ခုနကရောင်းလိုက်တဲ့ပတ်စံဖြစ်ပါတယ်Binance ကောက်တဲ့အနေတော့ပတ်စံအပြီးပြတ်ထုတ်နေကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်
Binance ကောက်တဲ့နေပတ်ဆက်အပြီးပြတ်ထုံးမယ်ဆိုရင်အောက်ခြေနားမှာရှိရဲ့ asset ဆိုတာတွေထဲသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် JPY ဆိုရေးထားတဲ့ဟာတော့ကျွန်တော်ခုနက Bitcoin ရောင်းထားတဲ့ပတ်ဆက်ဖြစ်ပါတယ်ကျွန်တော်ဒါလေးထဲဝင်ရမှာဖြစ်ပါတယ်စင်းုံနဲ့ရမှာဖြစ်ပါတယ်ငွေထုတ်ချေလို့ရှိရင်ကျွန်တော် GMO ကနေထုတ်လို့ရတော့ကျွန်တော်တို့ SBI အကောင့်အနေနဲ့ထုတ်လို့ရပါတယ်ကျွန်တော်တို့ SBI ကနေထုတ်နေပြပြပေးသွားမှာဖြစ်ပါတယ် Continue နဲ့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဘန်ရွေးပြရမှာဖြစ်ပါတယ်ဘန်နဲ့ရွေးပြရမှာဖြစ်ပါတယ်ဒီနံပါတ်ကိုသိချင်လို့ရှိရင် YouTube ဘတ်စာအုပ်ရအောက်ခြေနားလေးမှာရှိရခင်ဗျကျွန်တော်တို့သွားကြည့်လို့ရပါတယ်ကျွန်တော်အကောင့်မျိုးစာရွေးပြရမှာဖြစ်ပါတယ်အကောင့်နံပါတ်ရိုက်ထည့်ရမှာဖြစ်ပါတယ်Continue နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ထုတ်ချေတဲ့ငွေအမောက်ကိုကျွန်တော်ဒီနေရာမှာရေးပေးရမှာဖြစ်ပါတယ်ငွေလက်ခကတော့150ပေးရတယ်ခင်ဗျကျွန်တော်တို့ order နဲ့ရမှာဖြစ်ပါတယ်ကျွန်တော် confirm နဲ့ရမှာဖြစ်ပါတယ် arrival now နဲ့ရမှာဖြစ်ပါတယ်ကျွန်တော် app pass key နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်အကောက်ထဲပို့လာတဲ့ code ကိုကျွန်တော်ဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော် confirm နဲ့ရမှာဖြစ်ပါတယ်ကျွန်တော် pass key နဲ့ရမှာဖြစ်ပါတယ်Shake your head. ဒါဆိုကျွန်တော်ပတ်ဆက်ထုတ်လို့ပြီးရဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ